အခုကျွန်တော်ပြောပြမယ့်ဖြစ်ရပ်ကတော့ကျွန်တော်တကယ်ချင်းကိုအောင်ရဲ့ကိုတွေးဇလန်ပဲဖြစ်ပါတယ်။ဒါဟာလွန်ခဲ့တဲ့3နှစ်လောက်ကကိုအောင်တယောက်ရန်ဝူကစားကဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာပါ။ကိုအောင်ရန်ဝူရဲ့အဓိကရွေချက်ကတော့မိဘနှစ်ပါးအကြီးစုဆက်ရှင်လို့ဖြစ်ပါတယ်။အမှန်တော့သူကအလုပ်လုပ်တဲ့အခါမှာစိတ်အေးလက်အိမ်အပြေးအဝလုံနိုင်အောင်လို့ကြောင်ပြီးပြီးချင်းရန်ဝူကိုရည်ရွယ်ထားတာပါ။ကိုအောင်မိဘရွေးချယ်ပေးခဲ့တဲ့အကြောင်းကတော့ကလွန်သွားပြီဖြစ်တဲ့သူ့အဖွားရဲ့ဇာတိနာကတော့အကြောင်းတစ်ကြောင်းပဲဖြစ်ပါတယ်။အဲ့ဒီအကြောင်းမှာသူ့အဖွားရဲ့အယိုးအိုးကိုလည်းဂူတွေမြုပ်နှံထားတာကြောင့်သူ့ရဲ့အခြေဆုံးမိလေးရန်ဝတ်တော်မယ်ဆိုတာကိုအဖွားဖြစ်သူတည်တည်ချင်းနဲ့ရည်ရွယ်ချက်နဲ့ဖခင်ဖြစ်သူကရန်မွေခင်ရပ်ပိုင်းအလိုမှာအဖွားကိုကတော့ခေါ်သွားခဲ့ပါတယ်။ဖွားကိုသွားကြတော့ပြီးအိမ်မရောက်တဲ့ညမှာပဲကိုအောင်ကကျွန်တော်ကိုပြန်ပြောပြပါတယ်။ဖွားကသူ့အိမ်မထဲရောက်လာပြီးဒီเจ้าမှာမဝင်နဲ့တခြားเจ้าမှာသွားဝင်လို့လာပြောပါတယ်။အိမ်မထဲမှာကိုအောင်ကဘာလို့ဒီเจ้าမှာဝင်လို့မရလဲလို့ပြန်မေးမိမယ်ဖွားကရှားကြောင်မသွားဝတ်ဒီเจ้าမှာမဝင်နဲ့လို့ထက်ကလည်းပြောပြီးလှည့်ဆက်သွားခဲ့ပါတယ်ပထမတော့ကိုအောင်ကအဖွားလာတတိပေးတဲ့အိမ်မက်အကြောင်းကိုဘယ်သူမှမပြောပြခဲ့ပါဘူး။ဖွားတတိပေးခဲ့တဲ့အတိတ်ပဲအစစ်အမှန်ကိုသူနားလည်သွားတဲ့အချိန်မှာတော့သူဟာအဲ့ဒီအကြောင်းကပဲရန်ဦးလို့ပြီးနေပါတယ်။ရန်ခံမွေအခမ်းအနားတွေအားလုံးပြီးဆုံးသွားတဲ့အခါမှာကိုအောင်မိဘကပထမဆုံးနေ့မနက်ဆုံးကန်ကြွတာကိုဆွမ်းနောက်ပြီးမှရန်ကုန်ပြန်မယ်ပြီးတော့လူထွက်ရမယ့်ကြာမှပြန်လာမယ်လို့ပြောခဲ့ပါတယ်။ကိုအောင်ကကျောင်းသင်ခန်းထဲမှာတယောက်တည်းအေးရတဲ့ပထမဆုံးညအကြောင်းကျွန်တော်ပြောပြရမှာတော့အဲ့ဒီညအရန်ကိုခြောက်ချဖို့ကောင်းပြီးတိတ်ဆိတ်လွန်တယ်လို့ဆိုပါတယ်။ညနေလာတဲ့အခါတရွက်တွေကိုလေတိုက်ခတ်တဲ့အတန်တွေပိုးကောင်မောင်းကောင်အတန်တွေခြောက်သွင်းနေတဲ့တရွက်ခြောက်ပေါ်လူတယောက်နေရှောင်းနေလို့အတန်မျိုးတွေကြားနေရတတ်ပါတယ်။ဒါလည်းမကသေးပဲလူလားတိရစ္ဆာန်လားခွဲခြားရခတ်တဲ့စူးစူးဝါးဝါအော်ဟစ်ကြွေးကြော်တန်တွေကြောင့်သူကောင်းကောင်းအိတ်လို့မပြောခဲ့ပါဘူး။ဒါပေမဲ့လည်းရန်ဝန်းနေတဲ့အချိန်မှာစိတ်ကိုငြိမ်ငြိမ်ထားရမယ်။စိတ်မလီလွင့်စေရအောင်အမြဲတမ်းတတိရှိနေကိုစုံးမထားတဲ့တရားတော်ရဲ့အတိုင်းတင်းတင်းကြပ်ကြပ်ကြင့်ကြံရမယ်လို့မမိကိုတတိပြီးပထမဆုံးညောက်ခက်ခက်ခဲခဲဖျက်ကျော်ခဲ့ပါကိုအောင်ပြောပြရဲ့ဇလုံးကြားပြီးနောက်မှာအဲ့ဒီအကြောင်းပတ်ဝန်းကျင်ကဘာလို့ဒီလောက်တောင်ကြောက်ဖို့ကောင်းပြီး၆ကက်နေရတာလဲလို့ကျွန်တော်မေးမိပါတယ်သူပြန်ဖြေရကတော့သူဝတ်တဲ့ကြောင်ဟာတိတ်နှက်တဲ့တောနယ်ကြီးတစ်ခုနဲ့ကပ်နေပြီးတော့တောတဲ့ကိုဆက်လျှောက်သွားရင်ရွာသားတွေတယောက်မှမနေထိုင်ကြရဲ့တောင်ပေါ်လန့်ဖြစ်သွားတယ်လို့ဆိုပါတယ်တော်လဲကျွမ်းကျင်တဲ့မုတ်ဆိုးတွေဒါမှမဟုတ်တောလိုက်ခွေးခေါ်ပြီးတော့အလှပစ္စည်းရှာဖွေတဲ့ရွာသားအချို့ပဲဝင်လေးရှိကြပါတယ်။အဲ့ဒီတောနယ်ကြီးထဲမှာဘယ်သူမှမတုံးတော့ပဲစွန့်မြစ်ထားတဲ့တင်ဟောင်းတစ်ဆောင်လည်းရှိပါသေးတယ်။ကိုအောင်ထက်အရင်ရန်ဝင့်နေပြီးသားဖြစ်တဲ့အရှင်နန္ဒဆိုရဲကိုတော်ကကိုအောင်ကိုအဲ့ဒီတော်တဲ့လုံးမဝင်ဖို့ပြင်းထန်တဲ့တတိပေးခဲ့ပါတယ်။နိုင်ငံမဟုတ်တဲ့ရွာသားတွေနဲ့အသက်ဝင်တဲ့ကိုတော်အချို့တောထဲမှာလမ်းပြောက်ဦးကြလို့ပါ။အချို့ဆိုပျောက်ချင်းမလမ်းပြောက်သွားကြပြီ။အချို့ကတော့2ရက်3ရက်လောက်ကြာမှာပဲပင်မနှွမ်းနေပြီးအပြတ်တဲ့ရုပ်ပြက်ဆင်းတဲ့အခြေအနေနဲ့ကြောင်းပြောင်းလာကြပါဘယ်နေရာမှာလမ်းပြောင်းနေတယ်လို့မေးအားလုံးကတသက်မတ်ထဲပြောကြရတာတော့ဘလောက်ပဲရှောက်ရှောက်စဝိုင်းပုံစံအတိုင်းပတ်ချလဲနေပြီအကြီးကြီးကိုတော်ရတပါလာလမ်းပြောင်းမှာပဲအကြောင်းကိုပြန်ရောက်လာနိုင်တာလို့ဆိုလိုကြပါတယ်ဒီဇလန်ဘလောက်အထိမှန်ကန်လဲဆိုတာဟုတ်တော့ကိုအောင်ကကျွန်တော်ကိုယ်တိုင်ပဲစဉ်းစားကြည့်ကိုပြောပါတယ်ဘာလို့လဲဆိုတော့သူဆက်ပြီးကြုံတွေ့ရမယ့်အကြောင်းအရာတွေကလည်းအဲ့ဒီတော့အောင်နဲ့ပဲတက်ဆိုင်တယ်လို့ပဲဖြစ်ပါကိုအောင်ကသူ့မိဘပြန်သွားပြီးတဲ့နောက်ပိုင်းညတိုင်းလိုလိုအပေါ်ကအိမ်မထဲလာပြီးတရားကြောင့်မှတော့ဖို့လာတတိပေးနေတော့မယ်လို့ဆိုလို့ရတဲ့ညမှာတော့အရှင်ဇဝနာတရားကိုမကျင့်စမီတရားထိုင်နေတော့လေထဲကနေသူ့နာမည်ခတူးတူးခေါ်နေအတန်တကူကြားလိုက်ရပါတယ်။အဲ့ဒီအတန်ကသူ့အမေရဲ့အတန်နဲ့တထရာတဲ့တူလုံးနေပါတယ်။ဟာမိသားလေး။အဲ့ဒီလိုကြားလိုက်ရတော့အရှင်ဇဝနာမျက်စိကိုဖြည်းဖြည်းချင်းဖွင့်ပြီးကျောင်းတင်ကပတ်ပတ်လေးကိုကြည့်လိုက်မယ်ဘာမှမရှိပါဘူး။ဖွင့်ထားတဲ့ပြတင်းပေါက်ကနေလေပြေးလေးတွေတိုးဝင်လာပြီးလိုက်ကာတွေတစ်ဖြက်ဖြက်လွှင့်လာတယ်ပဲရှိပါတယ်။လေးတိုက်လို့လွင့်နေတဲ့လိုက်ကောင်ကိုစိုက်ကြည့်နေတော့မှပဲဖြူဖြော့ပြီးရှည်လျားလုံးနဲ့လက်တစ်ဖက်ကပြတင်းပေါက်ပေါင်ကိုလာကင်တာကိုမြင်လိုက်ရအဲဒီလက်ကပြတင်းပေါက်တကားကိုဖြည်းဖြည်းချင်းတုံးဖွင့်လိုက်ပြီးနောက်ဂျင်းကနေအချင်းပြင်းပြင်းနဲ့ဝုန်းဆိုပွင့်သွားခဲ့ပါတယ်ပွင့်သွားတဲ့ပြတင်းပေါက်ဝါမှာတော့အသားရည်ဖြူဖြော့ခြောက်ကပ်ပြီးအရိုးပေါ်ရည်နေဖြစ်နေတဲ့ထိတ်လန့်ချောက်ချောက်ပွဲရုပ်ခန္ဓာကြီးတစ်ခုကအရှင်ဇဝနာကိုပြူးပြူးကြီးစိုက်ကြည့်နေပါတော့အရှင်ဇဝနာကမြင်လိုက်ရတဲ့ပုံရိပ်ကြောင့်လန့်သွားပေမဲ့စိတ်ကိုအသက်နိုင်ဆုံးထိန်းပြီးမျက်စိမိတ်ပိတ်တော်တွေကိုပဲရုပ်ဖက်နေပါတော့အဲ့ဒီနောက်မှာတော့ရင်မောက်ကအရှင်ပြင်းပြင်းနဲ့ဝုန်းကလေးဆိုပြန်ပိတ်သွားခဲ့ပါတယ်ထိတ်လန့်သွားတဲ့အရှင်ဇဝနာမျက်စိပြန်ဖွင့်ကြည့်အခါမှာဘာမှမရှိတော့ပါသူကထပြီးပြင်းမောက်ကိုတောင်းပိတ်လိုက်ပါတင်ငန်းအောက်ကိုလှမ်းကြည့်လိုက်တဲ့အခါမှာတောအုပ်ထဲကိုကိုမြန်ကြော်လာပြီးပြုတ်ကသွားတဲ့မဲမတဲ့အရေးကြီးတစ်ခုလှမ်းမြင်လိုက်ရပါတယ်အဲ့ဒီညကအရှင်ဇဝနာတယောက်စိတ်ကိုအတင်းချုပ်ပြီးအိပ်ဖို့ကြိုးစားပေမဲ့မရခဲ့ပါဘူးသူ့စိတ်ထဲမှာစောစောကကြုံတွေ့ရတဲ့ရှောက်ချားပွဲရမြင်ရုံကပဲတဝဲလေလေဖြစ်နေလို့
နဲ့မိုးလင်းကန်ဒီမှာပဲခန္ဓာတစ်ဖြုတ်မြင့်ကနေအိပ်ပျော်သွားခဲ့ပြီးဥပတ်တော်အတိုင်းမနဲ့စွန့်ငံကြွားပုံနဲ့ဝပြူကိုပြန်ထားခဲ့ရပါတယ်။တင်ညာလုံးမအိပ်ရလို့ဘလောက်ပဲပင်ပန်းနွမ်းနေပါသေးအရှင်ဆောင်နာကအတက်နိုင်ဆုံးကြိုးစားပေမဲ့အရှင်နန္ဒကရိပ်မိသွားပါတယ်။မင်းညကောင်းကောင်းမအိပ်ရဘူးလားကိုတော့ဒီရောက်တော့တပတ်ရှိပြီပဲအသားမကြသေးဘူးလားလို့အရှင်နန္ဒကမေးပါတယ်။အရှင်ဆောင်နာကဘာမှပြန်မပြောခဲ့ပါဘူး။ဒါနဲ့မင်းညကျွန်ုပ်လည်းအတန်အချို့ကြားမိတာဘာဖြစ်ဖြစ်စိတ်ကိုတင်ချင်းထားပြီးမြတ်စွာဘုရားပဲအာရုံပြုထားပါကိုတော့ရှင်နန္ဒကပြောပြီးဘုရားကျောင်းဆောင်ဘက်ကိုထွက်သွားခဲ့ပါတယ်။အရှင်ဆောင်နာလည်းသူ့အတွေးနဲ့သူကြံ့ရစ်ခဲ့ပါတယ်။မင်းညမအိပ်ရတဲ့အတွက်အရှင်ဆောင်နာကဒီညတော့စောစောချိန်ပဲပြီးတော့အရင်လိုညအိတ်ခံပြီးတရားမထိုင်တော့ဘူးလို့ဆုံးဖြတ်လိုက်ပါတယ်။မပြူကိစ္စပြီးရတဲ့သူဟာသူ့ကျောင်းတင်ငန်းစီတမ်းမြန်ခဲ့ပါတယ်။လောနဲ့ပြန်လာကြသူဓမီကိုမေးသွားခဲ့ပါတယ်။လမ်းတော်ရောက်မှတတိယပဲမယ်ရှေ့လမ်းတော်တော်လေးမှောင်နေပြီ။သူ့ကျောင်းတင်ငန်းရှိမှပဲမီဒီလုံးရှိတာဖြစ်ပေမဲ့လည်းဓမီပြန်ဖို့စိတ်မကူးတော့ပဲရှေ့ဆက်လျှောက်ခဲ့ပါတယ်။ရှောင်းလန်းနေတော့မှပဲမင်းညဖြစ်ရဲ့ကြောင့်စိတ်ထဲမှာထိတ်လန့်တုန်လှုပ်နေတော့မို့စိတ်ထဲကနေဂုဏ်တော်တွေကိုတို့ရွတ်စုံနေခဲ့ပါတယ်။ဒါပေမဲ့ကျောင်းတင်ငန်းရှိကိုရောက်ခံနေအချိန်မှာတော့သူ့ကျောင်းတင်ငန်းလှေကားရင်မှာလူတယောက်ရက်နေအရှိကိုလှမ်းမြင်လိုက်ရပါတယ်။အရှင်ဆောင်နာဘလူလဲဆိုတော့တေချာစကြီးပင်မဲ့လဲကျောင်းတင်ငန်းပေါ်ကမိသီးလေးကတေးလွန်ပြီးတိတ်မလင်းတာကြောင့်တဲတဲကွက်ကွက်မမြင်ရပါဘူး။တကားကြီးလို့သူလှမ်းခေါ်လိုက်ပါတယ်။ဘာတမ်းမှပြန်မကြားပါဘူး။သူ့ရွက်တွေကိုလေတိုက်ခိုက်သွားတဲ့အတန်တွေပဲကြားနေရပါတယ်။မရှုံနေပြီတကားကြီးကိစ္စမရှိရင်မနှမ်းပြန်ပါပဲလာပြောပါတော့အဲ့ဒီအရေးကတဖြည်းဖြည်းကိုယ့်ကိုလှည့်လာရှင်ဝဒနာကိုစိုက်ကြည့်လိုက်ပါတယ်အဲ့ချောက်ချားဝဲအတန်ထွက်လာပြီးနောက်မှာတော့ဘာဆက်ဖြစ်သွားမလဲဆိုတာကိုတော့အရှင်ဆောင်ဝနာတယောက်လုံးဝမမှတ်မိတော့သူမျက်စိပြန်ဖွင့်လာတဲ့အချိန်မှာတော့ဘုရားတိမ်တော်ကြီးတစ်ခုထဲမှာလှည့်လျောင်းနေတော့တွေးလိုက်ရပါတယ်လုံးပြီလားကိုတော့ကျင်းဇဝနာကဖြည်းဖြည်းချင်းထားတာနေတဲ့အခါနေဝေးမှာသူ့ကိုထန်ကြည့်နေတဲ့တက်တော်ကြီးရဟန်းတစ်ပေါက်တွေးလိုက်ရပါတယ်။ရေလေးပါလေအရင်တောက်လိုက်ပါဦးပြီးမှပြန်ကြွားပါ။ရှင်စောနာပေးတဲ့ရေယူတောက်လိုက်ပြီးအဝန်းကျုံဝဲဝဲကြည့်လိုက်တဲ့အခါမှာတော့သူရောက်နေတဲ့တိမ်တော်ကြီးဟာတကားမှမမြင်ဘူးတော့အရန်ကိုလှပလုံးနေတော့တီးတူးမိပါတယ်။ပြီးတော့သူဝတ်နေတဲ့အကြောင်းကတိမ်တော်လည်းမဟုတ်ပါဘူး။ဒီတိမ်တော်ကြီးကတကယ်ကိုတက်ပယ်တာပဲဖေ။ရှင်စောနာကရှောက်ပါတယ်။တတော်ကြီးရဲ့ကိုတော်ကြီးအရှင်ဆောင်နှောက်ကြီးပြောပြပါတယ်။အရမယ်အချိန်ရောက်ပြီကိုတော့အရှင်ဆောင်ဝနာအဲ့ဒီစကားကြောင့်ကြောင်အန်းဖြစ်သွားပါတယ်။ရုတ်တရက်ဆိုလို့ခေါင်းနဲ့အရန်မူးနှောက်လာပြီးကဘာကြီးတစ်ခုလုံးချာချာလဲသွားလို့ခံစားလိုက်ရပါတယ်။အရှင်ဆောင်ဝနာသူ့နာမည်လှမ်းခေါ်အတန်ကြောင့်ညှော်ကြည့်လိုက်တဲ့အခါမှာအရှင်ဆောင်ဝနာတယောက်အခြားကိုတော်တွေသူ့ကိုဝိုင်းကြည့်နေအောင်တွေးလိုက်ရပါတယ်။ဒီမှာလာပြီးဘာထိုင်လုံနေရလဲကိုတော့အရှင်ဇဝနာကဘဲပြန်ညာပြန်ကြည့်လိုက်တဲ့အခါသူကမိမိတင်ငန်းရဲ့မြေကွက်လက်ရှင်မှာထိုင်နေတော့တီးလိုက်ရပါတယ်။သူစိတ်ကိုပြန်ဆူစီပြီးဖြစ်ပျက်ခဲ့တာတွေပြန်စဉ်းစားကြည့်ပါတယ်။အချိန်ကညအချိန်မှရှိပါသေးတယ်။သူစိတ်တွေလေလွင့်ပြီးမရှိတဲ့အရာတွေကိုမြင်ရောက်နေခဲ့တာဖြစ်ပါတယ်။လူထွန်းမရဲ့နီးလာတဲ့အခါမှာအရှင်ဇဝနာကကျောင်းတော်ဆရာကြီးနဲ့စကားပြောခွင့်ရခဲ့ပါတယ်။ပထမတော့တာမန်ရန်ကိစ္စတွေကိုပဲပြောပြကြပေမဲ့ဆရာတော်ကြီးကရုတ်တရက်အခုလိုမိန့်ချလိုက်ပါတယ်။ကိုတော့ရဲ့ဝကျွေးရှင်နဲ့တွေ့ခဲ့ပြီမလားအဲ့ဒီစကားကိုကြားလိုက်ရတော့ရှင်စုံနာကသူကြုံတွေ့ရတဲ့ဖြစ်တွေကိုပြန်တွေးမိသွားပါတယ်နည်းနည်းတော့ပြင်းထန်လိမ့်မယ်ဒါပေမဲ့သူတို့မကြခင်သွားကြတော့မှာပါလို့ဆရာတော်ကမိန့်ပါတယ်ရှင်စုံနာဆရာတော်မိကြားတဲ့အထိပ္ပယ်တေးချာသဘောမပေါက်ခဲ့ပါဘူးဒါပေမဲ့လူထွက်ဖို့ရပိုင်းမဲ့လူတော်အကြောင်းစိတ်ကိုအေးထားဖို့ကြိုးစားခဲ့ပါတယ်ဒါပေမဲ့သူစက်ကြုံရမယ့်အရာကတော့ဆရာတော်သတိပေးခဲ့တယ်လို့တကယ်ကိုပြင်းထန်လာပါတယ်လူမထွက်ခင်3ရက်အလုံးမှာရှင်စုံနာကသူ့ရဲ့ဝေကြီးရှင်နဲ့ထပ်မံရေးဆိုင်ခဲ့ရပါတယ်သူဟာရန်ဝင်ကလေးကအစဉ်အမြဲကျင့်ကြံလာခဲ့တဲ့အတိုင်းကျောင်းသင်ခန်းထဲမှာတရားထိုင်နေအချိန်ပဲဖြစ်ပါတယ်။မောင်အောင်မိသားလေးအတောင်တတော်ကိုကြလိုက်ရပါမယ်သူကမျက်စိကိုအတင်းမိတ်ထားပြီးဖြစ်ပြနေတာတွေကိုလှည့်ရှူထားပါတယ်မောင်အောင်မိတ်သားလေးမိဒီမှာရှိရဲ့စီလာပေါင်းတိုင်အခေါ်တာစိုးစိုးမြဲမြဲထွက်ပေါ်နေပြီးတရွက်တွေကိုတိုးတိုက်ခတ်လာတဲ့လေအေးကြီးကကျောင်းသင်ခန်းထဲကိုတိုးဝင်လာပါတယ်ရုတ်တရက်ပြေမောက်တကားကတကြီးကြီးနဲ့ဖြည်းဖြည်းချင်းပွင့်လာပါတယ်မောင်မေကိုတတိမြေကိုလာတာရှင်ဆောင်လာဘုရားရဲ့မျက်စိကိုကြည့်စမ်းအတန်ဆိုးကြီးနဲ့အော်ဟစ်လိုက်ပါတယ်အရှင်ဇဝနာတယောက်လမ်းဖြတ်ပြီးမျက်စိဖွင့်ကြည့်လိုက်တဲ့အခါစောစောကအသားကြီး၆ကန်နေတဲ့ရုပ်ခဏအေးရဘ
ပြတင်းပေါက်ပေါင်ကိုတွဲကပ်ပြီးဘယ်လုံးအပြူသားနဲ့သူ့ကိုမုန်းသည့်သောစိုက်ကြည့်နေတာကိုမြင်လိုက်ရပါတယ်ထိတ်လန့်လုံးလုံးအရှင်စဝနာကဘာဝမှဂရုမစိုက်တော့ပဲကျောင်းတင်ခန်းထဲကဝုန်းဝန်းပြေးထွက်ခဲ့ပါတယ်အဲ့ဒီညကသူဖះတိန်တော်ကြီးထဲမှာပဲတညလုံးအိတ်ခဲ့ရပြီးမနေ့ရောက်တော့ကိုယ်တွေအယမ်းပူပြီးဖျားပါတော့တယ်အရှင်စဝနာကအဲ့ဒီအချိန်မှာပဲချက်ချင်းလူထွက်ရှင်စိတ်ပေါက်သွားပေမဲ့ဆရာတော်ကြီးကနောက်ထပ်ရပိုင်းမဲ့လူတော်တော်မို့အတက်နိုင်ဆုံးအောင်ရင်တီးခံမှုမကြားတာကြောင့်ဇွန်နဘဲနဲ့ပဲဆက်နေခဲ့ရပါတယ်။ကြံရှိခဲ့တဲ့နှစ်ညလုံးလည်းထပ်မံ6လက်ခဲ့ရလို့ကောင်းအောင်မအိတ်ခဲ့ရပါဘူး။နောက်ဆုံးမှာတော့ကိုအောင်တယောက်အောင်မြင်စွာလူထွက်နိုင်ခဲ့ပါတယ်။လူထွက်ပြီးတဲ့နောက်မှာဆရာတော်ကြီးကကိုအောင်ကိုမိမိရဲ့ဝေကျေးရှင်တွေကိုအများနဲ့အမျှအတမ်းပေးဝေဖို့မမေ့နဲ့လို့မှာကြားခဲ့ပါတယ်။ကိုအောင်ကလည်းအလေးနဲ့အကတိပေးခဲ့ပြီးအခုဆိုရင်သူဟာအခွင့်အရေးရရန်သလိုနေတိုင်းလိုကုသိုလ်ကောင်းမှုတွေပြုလုပ်ပြီးအမျှဝင်နေပါတယ်။အမှန်တော့ရဟန်းမိုးခင်တော့ကကိုအောင်ကအလှူဒန်းလုပ်ရတာကိုတိတ်ဝါသနာမပါတဲ့သူပါ။ဒါပေမဲ့ရဟန်းဝိလိုက်တဲ့အခါသူ့စိတ်ကပြူစင်သွားပြီးတရားတော်အပေါ်အပြေအဝတဝင့်ယုံကြည်သွားတာကြောင့်တမန်တရားကောင်းလာတဲ့အတွက်သူ့ရဲ့ဝေကျေးရှင်တွေကကုသိုလ်လာတောင်းကြရတာပဲဖြစ်ပါတယ်။အဲမဲထဲမှာအဖွားလာတတိပေးရဆိုတာကလည်းအဖွားသေဒနာကောင်းနဲ့လာပြောရနေမှာပါ။အဲ့ဒီကြောင့်ကခြောက်ချားဖို့ကောင်းတော့အဖွားသိလို့မြည်ဖြစ်သူဘေးကင်းမဲ့အခြားကြောင့်ကတောင်းဝတ်စေချင်တာဖြစ်ပါလိမ့်မယ်။ဇလန်းလေးရောဒီမှာပဲပြီးဆုံးသွားပါခင်ဗျာ။